တိုင်းမှာတော်ပြန်မင်းတို့အားလုံးမောပန်းမြန်မာပြည်သား hey မြန်မာပြည်သားငါတို့ပဲရောက်ကြပြည်သားပြောနေတဲ့ပြသတိထားတနာတဲ့ငါနဲ့ဟာရဲ့လူတမ်းပေါင်းများစွာချားမယ်ဒါရှစ်တောင်အာရှရဲ့သူရဲ့ကောင်းတွေကစားပွဲအယောင်နဲ့ပြည့်နောက်ဆက်တဲ့ရှင်းစီချင်တဲ့ပြင်ချင်းဖွင့်လမ်းနဲ့အားလုံးတွေထဲမှာတွေ့တဲ့နိုင်ငံအားပေးပရိသတ်ကပုံနဲ့စကုံဒီမှာတက်လက်တုံးချန်ပီယံတေးတော့ပြတ်လုံးထိတ်တိုင်းကိုတွေ့တဲ့ဘွာဒါနေနဲ့ညအနီးယူသမျှစိတ်ချိုက်ကို